ရတော့ကောင်းမှုကစင်သာကျိုးဝါကြောင့်အသက်ရှိစွာနာမည်ကြီးရမျိုးရှိသောကောင်းသည့်ဆန္ဒမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီးလင်းစီးပွားလက်လာပါများဒီရေလာတုတ်တက်အောင်မြင်ကြပါစေလူရဆန္ဒများလည်းပြေဝကြပါစေတရားသူတရားမြတ်များလည်းလင်းမြန်တော်ပူစွာမျက်မှောက်ပြုနိုင်ကြပါစေအားလုံးပဲမင်္ဂလာပါဒီနေ့လည်းထမင်းစားအောင်မယ်ဒါပေမဲ့ဒီနေ့ကျတော့ကျွန်တော်ကငပိငရုတ်တီးစားတာတော့ရိုးနေပြီဆိုတော့ဒီနေ့ကကျတော့ကျွန်တော်ကလေဒီမှာဒီ ready ကကြက်ရည်ကြိုချက်သားဘူးလေးနဲ့ကျွန်တော်ကချစ်တီးထမင်းလို့စားမယ်အဲ့တော့ तू ကချက်ထားတာကြတော့ तू ကကြတော့ချက်ထားတာဒီမှာ तू ကအိန္ဒိယ herbs တွေတော်တော်များများပါတယ်ပေါ့နော်အဲ့လိုမျိုးလေးမဆလာတို့ဒီမှာဟင်းကမုတ်နည်းနည်းတစ်ချပိုးကောက်တို့ကရဝေးရွက်တို့ပါတော့လေ तू ကကြတော့အိန္ဒိယအစားအစာအနံ့မျိုးလေး तू ကအဲ့တော့ကျွန်တော်ကဒါလေးကိုဖောက်ပြီးတော့ဒီနေ့ချီတီထမင်းစားမယ်အဲ့တော့ချီတီထမင်းစားဖို့အတွက်ကိုကျွန်တော်ပြင်ဆင်ထားတာတွေပြမယ်နော်ဒါကကြတော့မမချက်ထားတဲ့မနုဿတဏီဟင်းညို့အဲ့ဒါလေးတစ်ခွက်ရဲ့ပြောရင်းနဲ့ဇရွေးတော်မျိုးချနေရပြီနော်ဒီမှာဒီလိုလေးတောက်ရတာကမင်းကိုရှင်းသွားရဗျအဲ့ဒါမမချက်တာနောက်နေ့ကျရင်ကျွန်တော်မနုဿတဏီဟင်းညို့ချက်ပြီးပြောပြမယ်ပြီးတော့ဒီမှာပဲကလာဟင်းဒါကတော့ဒီမနက်မှကျွန်တော်ချက်လိုက်တာရှယ်ပဲအဲ့တော့ပဲကလာဟင်းလည်းရပြီဒီမှာမနုဿတဏီလည်းရပြီဆိုတော့ချီတီထမင်းစားဖို့ဘာမှမလိုတော့ဘူးဒီမှာကြက်ရည်ကြိုချက်လေးလည်းရှိနေပြီဆိုတော့ကွက်တီပဲအဲ့တော့ကျွန်တော်ဒီမှာနော်ချီတီထမင်းစားဖို့အတွက်မြုပ်သီးထောက်ကလေးတွေဒီမှာကျွန်တော်ကြော်ထားပြီးသားလည်းရှိတယ်ဆိုတော့ကွက်တီပဲပြီးတော့ဒါလေးကတော့အိမ်မှာအများတန်းချက်ပြီးလို့ရှိရင်ဘူးလေးနဲ့တင်ထားတာပေါ့နော်ဒါကကြတော့သူကတရက်သီးတနက်ကလေးအဲ့တော့ဒီမှာချီတီထမင်းစားဖို့အတွက်ကတော်တော်ပြည့်စုံနေပြီအဲ့တော့ကျွန်တော်ကဒီထဲကိုကြက်ရည်ကြိုချက်တပူဖောက်ထည့်ပြီးတော့ချီတီထမင်းဆွဲအဲ့တော့ကြက်ရည်ကြိုချက်ဘူးကိုကျွန်တော်ဖောက်လိုက်မယ်ဝါသူကဒီလိုမျိုးလေးနော်ဖောက်ရတာလည်းမခက်ဘူးသူကသူ့ကလစ်ကလေးကလည်းအဆင်ပြေတယ်အဲ့တော့ဒီမှာကျွန်တော်ကဒီဟာကိုအရင်နဲ့များနေမလားမသိဘူးเนาะအရင်နဲ့များနေမှာဆိုတော့ကျွန်တော်ကလေကျွန်တော်ကဒါကိုအရင်ဦးဆုံးဒီထဲကိုအရင်ဆုံးဖောက်ထည့်ကြည့်မယ်တော့ကြတော့ရေများနေမှာလဲဆိုလို့လေเนาะထမင်းမှာရေတွေအိုင်နေမကောင်းကဲဒီမှာသူကတယောက်စားတော့เนาะဒီမှာကောင်းကောင်းစားလို့ရရเนาะဒီဘူးသေးလေးတဘူးပါလေဒီမှာသူကဘူးကြီးလည်းရှိတယ်ဒီမှာဘူးသေးလေးတဘူးအဲ့တော့ဒီမှာသူ့အရေလေးနဲ့ကြက်သားတုံးလေးနဲ့ဆိုတာတယောက်စားကောင်းကောင်းစားလို့ရတယ်အဲ့တော့ကျွန်တော်ဒီကြက်ရည်ယူချက်နဲ့ထမင်းစားမယ်ဒီမှာဘူးရဲ့အကုန်ပဲเนาะကျွန်တော်ထည့်လိုက်တာဒါဘူးသေးเนาะသူကဘူးကြီးလည်းရှိတယ်ဘူးကြီးဆိုရင်အနည်းဆုံး3ယောက်စားလောက်ကောင်းကောင်းစားလို့ရတယ်အဲ့တော့ဒီကြက်ရည်ယူချက်ကလေးကိုကျွန်တော်ဒီထဲကိုထည့်လိုက်မယ်ချင်းသူအများကြီးပါเนาะဒီမှာငရုတ်သီးတောက်ကလေးတောင်ပါသေးတယ်ဒီမှာအိုးကောင်းလိုက်တာကဲအရေလေးနည်းနည်းစမ်းမယ်ပြီးတော့မှကျွန်တော်ပဲကလာဟင်းစမ်းပြီးဆွဲမှာဆိုတော့ဒီအရေလေးကိုနည်းနည်းစမ်းလိုက်မယ်တကယ်ကောင်းတာအရသာလေးမိုက်တယ်ရှယ်ပဲအဲ့တော့ကျွန်တော်ဒီမှာပဲကလာဟင်းစမ်းမယ်ပဲကလာဟင်းကလေပဲကိုကြိတ်ပြီးတော့ပဲပြုတ်ထားတာကိုကြိတ်လိုက်တာအစီတွေမကြိုက်လို့ကဲပဲကလာဟင်းနဲ့နေမယ်ကြက်ရည်ချိုချက်နဲ့ကွက်တီပဲတီးပြီစားကြပါဦးတကယ်ချင်းတို့ကျွန်တော်တီးပြီเนาะအဲ့ဒါဆိုလူလေးတောက်လေးတောင်ပါတယ်သူကတော့ကောင်းလားတော့ကောင်းလားအိမ်မှာနေလဲချီတီထမင်းစားလို့ရတယ်เนาะချက်သားလေချက်သားသူကမမတင်လေးเนาะသူကအရင်ပျောက်စီပြဲမနေဘူးကောင်းတယ်သိလားလေလူတို့ပဲကလာဟင်းနဲ့ကမုံလာဥတို့ပဲတီးလို့ဒီမှာထည့်လိုက်မယ်ဒီမှာပြီးတော့တရက်သီးတနက်လေးထည့်မယ်ဒီမှာအဲ့တော့ပဲချရီတို့ဘာတို့ကတော့အိမ်မှာအစင်းသင်းမရှိဘူးဆိုတော့လေတရက်သီးကလေးတယ်လေးနဲ့ဆိုတော့မတရက်သီးကလေးတယ်လေးရှယ်ပဲမနုဿတဏီဒီတည်းကဟင်းတော်တင်ရွက်ကလေးများတယ်ဖယ်လိုက်မယ်
ကတွင်းကိုရှင်းသွားတာပဲစီတီထမင်းစားရင်လေမနှုတ်တနီကြိုက်ကြလားအဲ့ကျွန်တော်တော့ကြိုက်တယ်ကျွန်တော်ငငယ်တော့ကလရောထဲကြီးလာလို့လားမသိဘူးကြိုက်တယ်စားကြပါဦးတကယ်ကြီးတို့ရေဆွဲပြီတော့မနက်ကမမဖုန်းကြီးဆွန်လောင်းသေးရအဆင်ပြေတယ်သူကစွန်ဟင်းသမင်းတွေများနေတယ်ဆိုလို့ရှိရင်လေဒီနေ့မဖုံးပေးသေးပဲနဲ့လေနောက်ရက်တွေကြာတော့မှဖောက်ပြီးတော့ဖုံးပေးရင်လည်းအဆင်ပြေတယ်အဲ့တော့မစိုးဒီကြက်သားဟင်းတော်တော်အဆင်ဒီမှာကလဲတယ်လေးထည့်လိုက်ကြက်သားလေးနဲ့ဒီမှာဥပတ်လေးနဲ့ဩရှယ်ပဲအတီးအနှံနေနဲ့နှုတ်တနီလေးတောက်လိုက်အောင်မယ်မှာကဲကုံတော့မယ်ဘောတော့နည်းနည်း try ကြည့်တော့အရင်မိုက်တယ်ကျွန်တော်ကနည်းနည်းသဘောကျသွားပြီဘာလို့ဆိုတော့အလွယ်လဲစားလို့ရပြီးတော့သူကအရသာပေါက်ရောက်လေးဆိုတော့ကျွန်တော်တို့သဘောကျဒီကလေးတွေပါကဲနောက်ဆုံးလုပ်ကလေးပါနော်ကဲစားလို့လည်းကောင်းတယ်ဆိုတော့ဗီဒီယိုလေးကိုလည်းဒီမှာပဲဆုံးသတ်လိုက်တော့မယ်နော်နောက်ပြီးတော့ဒီလိုမျိုးလေးစားပြရတယ်ဆိုတာလေတချို့က green မလိုက်ဘူးပေါ့နော် green ပြက်ပြီးတော့ထမင်းစားမကောင်းဘူးဘာလို့အဲ့လိုမျိုးဖြစ်နေတဲ့တီရှူတဲ့ငယ်ချင်းမိတ်ဆွေတွေတွေ့သွားလို့ရှိရင်လေဒီလိုလေးစားရင်လည်းကောင်းမှာပဲဆိုတော့စားကျင်စိတ်ကလေးဖြစ်သွားလို့ရှိရင်ကိုလေကျွန်တော်အဲ့ဒါကိုပဲကျွန်တော်မျှော်လင့်တာနော်တွေ့ရလေးနဲ့မင်အောင်စားလိုက်တယ်စားလို့ကောင်းသွားတယ်ဆိုရင်ကျွန်တော်ကျေနပ်ပြီအဲ့ဒါကြောင့်မို့ပါလိုက်ကြည့်ပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်နော်ကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲတတာဘိုင်